မှာရှိတဲ့အားကိုပို့ပြီးတော့အများအတွက်သုံးစေခြင်းတယ်သုံးရမယ်ဆိုတာဟာအမိန့်နဲ့လုပ်ယူလို့မရပါဘူးစိတ်ထဲကပါမှဖြစ်တာပါဟိုဒီမှာဆိုလို့ရှိရင်ကျမတို့မြန်မာနိုင်ငံကနေပြီးတော့ဆရာဝန်ကြီးတွေဆရာမတွေအများကြီးရောက်နေတယ်ဆိုတာကျမသိပါတယ်အဲ့တော့ဒီလိုလူနာတယောက်ကိုကုသလို့ပေါ့လူနာတယောက်ကိုကုတယ်ဆိုတာဟာဆေးပညာတစ်ခုတည်းနဲ့မလုံလောက်ဘူးစေတနာပါရမယ်ဂရုဏာပါရမယ်အားလုံးဆေးကုခံမှုတဲ့လူတိုင်းအားလုံးသိကြမှာပါဆရာဝန်ကြီးကဆေးပညာတော်တာဘလောက်တော်ဂရုဏာမပါလို့ရှိလို့ရှိရင်စေတနာမပါလို့ရှိလို့ရှိရင်လူနာရဲ့ခံစားချက်ကမတူဘူးဆိုတာတော့အားလုံးသိကြမှာဖြစ်ပါတယ်ဒီလိုပါပဲကျမတို့နိုင်ငံအတွက်လုပ်ပေးတယ်ဆိုလို့ရှိရင်ကျွမ်းကျင်မှုတစ်ခုတည်းနဲ့မလုံလောက်ပါဘူးစေတနာရှိရမယ်မေတ္တာရှိရမယ်ကိုယ်နိုင်ငံကိုတိုးတက်စေခြင်းနဲ့စေတနာမေတ္တာရှိရမယ်ကိုယ်နိုင်ငံသူနိုင်ငံသားတွေအပေါ်မှာစာနာတဲ့စိတ်မေတ္တာစိတ်ရှိကိုရှိရမယ်အဲ့ဒီစိတ်တွေမရှိလို့ရှိလို့ရှိရင်ကျမတို့နိုင်ငံကိုတကယ်တိုးတက်အောင်လုပ်ပေးနိုင်မှာမဟုတ်ပါဘူးအဲ့တော့ကျမတို့နိုင်ငံအခုဆိုရင်ဆင်းရဲတယ်ပေါ့အခုကျမတို့ရဲ့ဒေသမှာဆိုရင်အဆင်းရဲဆုံးနိုင်ငံတစ်ခုလို့ပြောရင်လည်းမမှားပါဘူးတစ်ချိန်တစ်ခါတုန်းကရှမ်းတောက်ဆိုပေမဲ့ဒါအနိစ္စသဘောတရားအရပေါ့နော်ကျွန်တော်ရှာမတောက်တော့တော့လည်းအနိစ္စသဘောတရားအရာပြန်ပြီးတော့လည်းပြောင်းသွားနိုင်ပါလေအဲ့တော့အဲ့ဒါဟာကျွန်တော်တို့လုပ်ရမှာပါထိုင်ပြီးတော့ဟိုဆူတောင်းနေုံနဲ့မဖြစ်ပါဘူးကျွန်မကြာခင်တုန်းကချက်နိုင်ငံကိုရောက်ခဲ့ပါတယ်ချက်နိုင်ငံမှာအဲ့ဒီမှာမင်းကုန်းပြောတဲ့ပုဂ္ဂိုလ်ကြီးထဲမှာဆိုရင်ဒလိုင်းလာမဖုံးတော်ကြီးပါပါတယ်ဒလိုင်းလာမဖုံးတော်ကြီးဆိုတော့အင်မတန်မှဒါဖုံးတော်ကြီးပြီးပေါ့နော်ဟိုမှန်ဖျားဝတ်ပြူတာဆူတောင်းတာဖျားစာရွတ်တာတွေရှိပြီနဲ့ဘုန်းတော်ကြီးကဘယ်လိုမိတ်လဲဆိုတော့ဆူတောင်းတာကောင်းပါတယ်ဖျားရှိခိုးတာကောင်းပါလေဒါပေမဲ့အလုပ်လုပ်ဖို့လိုတယ်တဲ့အဲ့တော့ကျမဒီတိုင်းပဲပြောချင်ပါတယ်ကျွန်တော်တို့ဗမာတွေနဲ့တောက်ကျင်တခုရှိတယ်ဒါကဒါလည်းပဲကျွန်တော်တို့ဂျုံပြစ်ခဲ့ရတဲ့အတွက်ဖြစ်တာဖြစ်ခြင်းဖြစ်မယ်ဒါလည်းဆိုတော့ကျွန်တော်ဂျပန်ကစ်တုန်းကလေတိုင်ပွဲပတိန်ဘက်မဲ့သွားတဲ့ကလေတိုင်ပွဲကြီးခဲ့လေတွေတဲကြတည်တင်လိုက်တဲ့အခါမဲ့နိုင်တဲ့အသင်းကပန်းတိုင်မရောက်သေးဘူးရှေ့ကိုနည်းနည်းရောက်တဲ့ဆိုရင်ပဲတက်ထောင်ကြွားတာတက်ထောင်ဒါကရှုံးတဲ့နောက်ကျနေတဲ့လေကလည်းပဲပန်းတိုင်မရောက်သေးဘူးဟုတ်လားကြိုးစားတဲ့ဆိုရင်ကြိုးစားနိုင်နေတာမကြိုးစားခြင်းတော့ဘူးကျုံးမှာပါပဲကွာဆိုခြေပြစ်လက်ပြစ်လို့တဲမခတ်ချင်တော့ဒါပါလဲဆိုရင်တကယ်အဲ့ဒီထူထောင်တဲ့နေရာမဲ့လွတ်လပ်တဲ့လူမျိုးနဲ့ထိုက်တန်တဲ့စိတ်ဓာတ်မျိုးမဟုတ်အဲ့ဒီစိတ်ဓာတ်မျိုးကဂျုံဖြစ်တဲ့စိတ်ဓာတ်မျိုးဂျုံပြစ်မဲ့စိတ်ဓာတ်မျိုးဒီစိတ်ဓာတ်မျိုးရှိနေသမျှကာလပတ်လုံးတို့ဗမာတွေဂျုံပြစ်နေပါပဲလွတ်လပ်ရေးရရင်လည်းပဲညံပြန်ဂျုံပြစ်မှာပဲဟုတ်လား